အရင်ဆုံး single crochet ကိုထိုးရမယ်ဆိုရင်အရင်ဆုံး chain ထိုးတယ်ပေါ့နော်chain ထိုးပြီးလို့ရှိရင်သူကchain လေးတွေကိုလိုချင်တဲ့အရေးအတွက်ထိုးမယ်ထိုးပြီးလို့ရှိရင်ဒီချင်းနောက်ထပ်တစ်ခုစမယ်ဆိုလို့ရှိရင်ပထမဆုံးအမတို့ကဒီတစ်ခုကိုကြော်လိုက်ရမှာပေါ့နော်ဒီပထမဆုံးတစ်ခု skip လုပ်ပြီးဒုတိယတစ်ခုကနေစပြီးတော့အမတို့ကဒီ loop တစ်ခုလေးကိုထည့်မယ်ထည့်ပြီးလို့ရှိရင်ခါတိုင်းလိုပဲ crochet ကိုယူမယ်ယူပြီးဒီမှာအပေါ်မှာ2ပင်ဖြစ်သွားပြီအဲ့လို2ပင်ဖြစ်သွားတဲ့အချိန်မှာ2 loop လုံးကို loop 2ခုလုံးကျိုး2ခုလုံးဒီလိုလေးဆွဲသွင်းလိုက်မယ်ဒါကိုဒီချေတို့ကဘာလို့ခေါ်လဲအမတို့ကဘာလို့ခေါ်လဲဆို single crochet လို့ခေါ်တာပေါ့နော်ဒါဆိုပြန်လုပ်ကြည့်အောင်မတို့အရင်ဆုံးဒီchain ရဲ့ loop တစ်ခုတည်းကိုထည့်မယ်ပြီးကြိုးဆွဲမယ်ပြီးဒီမှာဘယ်လဲအပေါ်မှာ2ခုဖြစ်သွားဆိုရင်2ခုဒီလိုပူဆွဲမယ်ဒါကိုဒီချေတို့ကအမတို့က single crochet လို့ခေါ်တယ်အဲ့လိုမျိုးကိုလှုပ်ထားတဲ့chain အရေးအတွက်အကုန်ပေါ့နော်အဲ့လိုမျိုးထိုးသွားမယ်ဆက်တိုက်ထိုးသွားမယ်ပေါ့နော်ဒါဆိုခဏပြောတဲ့အတိုင်း chain တစ်ခုကြော်လိုက်တာနော်ဆက်တိုက်ထိုးရမယ်ဒါကကြအမကကြည့်ရလွယ်အောင်လို့အကြီးနဲ့ထိုးထားတာပုံမှန်ဆိုလို့ရှိရင်တော့ဒီဥစ္စာကသူက4.5 ဒါမှမဟုတ်4လောက်နဲ့လေထိုးလို့ရတယ်ဒီချီရပါတော့ဒါက Thai 8ထိုးချီလေးပေါ့နော်သူကနည်းနည်းလေးမမလေးဖြစ်တယ်တန်တောင်လေးဖြစ်တယ်ပေါ့သူကကြတော့လေမျိုးဒါဆိုရင်အခုမှတော့တလိုင်းပြီးတိုင်းနောက်ထပ်တလိုင်းကိုတတ်မယ်ဆိုရင်အရင်ဆုံးပထမဆုံးနေဘာလို့ chain တစ်ခုအရင်ဆုံးထိုးပေးရမယ်ဒါဆို chain တစ်ခုထိုးလိုက်ထိုးပြီးတာနဲ့အမတို့ဒီလိုဘက်ကိုလှည့်တယ်ဒါကကြတော့အမတို့တချမ်းချင်းစီလောက်ရတဲ့ပတ်တန်မျိုးတွေမှာဆိုအဲ့လိုတုံးတယ်တစ်ဖက်ကိုလှည့်လိုက်လှည့်ပြီးဒီမှာအပေါက်လေးတွေ့မယ်ဒီချမ်းမြင်ရလားတော့မသိဘူးနည်းလေးနေတာဒီမှာအပေါက်ကလေးတွေ့မယ်ဒီမှာပါအဲ့လိုအပေါက်တဲ့ကိုအကိုထည့်မယ်နှစ်ပြောမယ်ဒီလို V loop ရှိတယ်မလားအဲ့လို V နှစ်ကျိုးလုံးထဲကိုဝင်အောင်ထည့်ပြီးလို့ရှိရင်ကျိုးကိုဆွဲဒါဆို2ခုဖြစ်သွား2ခုဖြစ်ခဏက step တိုင်းပဲသွားမယ်အခု V ထဲမှာဒီမှာ loop 2ခုလုံးကိုထည့်ဆွဲပြီးလို့ရှိရင်ကျိုး2ခုဖြစ်ရင်ဒီလိုပုံစံမျိုးနဲ့နောက်ထပ် row တစ်ခုတက်သွားလို့ရတယ်ပေါ့နော်ဒါကကြတော့တစ်ခါတည်း single crochet ရရုံနဲ့အမတို့လုပ်လို့ရတဲ့ဟာတွေတော့အများကြီးရှိတယ်ပေါ့နော်ဒါလေးဒီလိုလေးထည့်သွားမယ်အဆိုင်ပုံမူတည်ပြီးတော့မှသူကချီရပွားတာကြစ်တာရှိတာပေါ့နော်ကိုယ့်ရဲ့ပတ်တန်ပေါ့ကိုယ်လုံးမဲ့ဟာကိုပွားလေးလိုချင်တော့အဆိုင်နည်းနည်းလေးတွေ့တဲ့ကိုတုံးတဲ့အဆိုင်တက်ကို5 ကြည့်တာလောက်ယူတာတော့ဘာလို့ပေါ့နော်အဲ့လိုပုံစံမျိုးလုပ်ရမှာပေါ့โอเคဒါဆို2တန်းပြီးသွားရင်ခဏလိုပဲဘာနဲ့စမလဲဆိုတော့ chain 1နဲ့ပြန်စမယ်တစ်ဖက်ကိုလှည့်မယ် loop 2ခုတည်းဝင်မယ်2ခုဖြစ်ဆွဲမယ်တစ်ခုယူ2ခုဖြစ်ဆွဲမယ်ဒီလိုမျိုးပဲအမတို့တချမ်းလောက်သွားမယ်ဆိုရင်ဒီဥစ္စာကိုလိုချင်တဲ့မီတာအရှည်လောက်ရအောင်လုပ်ပြီးတော့မှ3ခေါက်ခောက်လိုက်မယ်ဆိုရင်အမတို့ဒါပတ်စံလက်ကင်အိတ်လက်ကင်အိတ်ပေါ့နော်လက်ကင်အိတ်လို့ခေါ်လက်ကင်အိတ်လေးတစ်ခုရမယ်ပေါ့နော်ဒါဆိုဒီလိုမျိုးလေးဆက်ပြီးအောင်မှာဒါကတော့အမတို့ဒီ chain အမပထမတင်ထားတဲ့ chain ရယ်အခုဒီနေ့အစ်စ်ပြောတဲ့ single crochet အဲ့နှစ်ခုကို3ရောင်းနေအမတို့ပစ္စည်းတစ်ခုဖန်တီးလို့ရတာပေါ့နော် so ဒါဆိုရင်အကုန်လုံး try ကြည့်ပေါ့နော်တကယ်မို့တခုခုအခက်ခဲဖြစ်တယ်မညူဘာညာဆိုလို့ရှင်တခုခုလွဲနေရမျိုးကိုယ်စိတ်ထဲမှာမလှဘူးထင်တယ်ဆိုလို့ရှင်comment တွေမှာပုံလေးရိုက်ပြီးတော့မှစံပို့ပြီးလို့ရတယ်ပေါ့နော်ဆိုအမားကနေပြီးတော့မှကြည့်ပြီးတော့မှအမကြည့်ပေးပါမယ်ပေါ့နော်အမလည်းအရန်ကြီးတော့ဟိုလိုမျိုးဖြစ်နေရတော့မဟုတ်ပေမဲ့ကိုတီးတလောက်ကိုပြန်ပြီးတော့မှကြည့်ပြီးတော့မှ sharing လုပ်ပေးမယ်ပေါ့နော် so bye bye တတာ